ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့ဒီတစ်ပတ်စာအတွက်ငွေကနန်းဒါ9ခွက်ဖြစ်ပါတယ်ဒီအကောက်ကတော့ဒါကျွန်တော်ဒီမနေ့ရောက်မှာပဲဗီဒီယိုပြန်တင်လို့ရလို့ဗျာအဲ့ဒါကြောင့်ကျွန်တော်တို့မှအကောက်အသစ်လေးဖွင့်လာပြီးတော့ဒါဗုဒ္ဓဟူးနေ့အတွက်ကိုတော့အဲ့ဒီအကောက်အသစ်မှာပဲတင်ပေးလိုက်တာဖြစ်ပါတယ်ဒီကောက်ကတော့ကျွန်တော်စိတ်တင်တော့တိတ်ပြီးတော့ဒါမခံတော့ဘူးထင်တာပဲဘာလို့ဆိုတော့အရင်တော့ကျွန်တော်မှာဒီရွှေမြန်မာတို့ရွှေလက်ကီတို့တူရစ်စတာတို့အများကြီးပဲရှိတယ်အဲ့ဒီ channel တွေရတယ်ဒီလိုမျိုးပဲဖြစ်တာပဲခဏခဏဒီလိုမျိုးလေးဖြစ်လိုက်ပြန်ကောင်းလဲဖြစ်လိုက်ပြန်ကောင်းလဲနောက်ဆုံးတော့လုံးဝပြတ်သွားတာပေါ့နော်အဲ့လိုမျိုးဖြစ်သွားတော့တခုခုဆိုလေးအရန်လေးရှိသွားအောင်လို့ဆိုပြီးတော့ဒါကျွန်တော်ဟိုဗီဒီယိုအသစ်တင်လာတဲ့ channel link လေးကိုတော့ဒီဗီဒီယိုရဲ့အောက် comment မှာကျွန်တော်ဒါထည့်ပေးလိုက်ပါမယ်ဗျာနော်မိတ်ဆွေများအားလုံးလည်းဒီအတားရီမှာအပူတွေအားလုံးပဲငြိမ်းချမ်းသွားပါစေလို့ပဲဒါကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်တို့ဒီတပတ်ကတော့3ရက်ပဲဖွင့်တဲ့အတွက်ကျွန်တော်ဒီမှာကတော့ပတ်တီနှလုံးပဲရပါတယ်အဲဒါကြောင့်ကျွန်တော်ဒီ member ကိစ္စကိုဒီမှာတိတ်တော့မပြောချင်တော့ပါဘူးဘာလို့တော့ကျွန်တော်ကတော့အဲ့ဒီ3000ဆိုတဲ့အားကတော့တကယ်တမ်းစဉ်းစားကြည့်ရင်တော့များတော့မများပါဘူးပြင်မှာလက်ဖေးဆိုင်တခါထိုင်စာလောက်တောင်မရှိပါဘူးเนาะ3000ဆိုတာဒါမဲ့ကျွန်တော်တို့ကဒါဟိုအကောင်လုံးအဆင်မပြေဖြစ်နေတဲ့အချိန်ဆိုတော့လေဒါကျွန်တော်မိတ်ဆွေတွေအနေနဲ့ဒါအဆင်ပြေမှပဲဝင်ပါကျွန်တော်ဒီကတော့ပတ်တီတွေကတော့ဒါပုံမှန်တိုင်းဆို2ရက်လောက်ဆိုလို့ရှိရင်တော့ကုန်ပြီကြာတာပရိညနေလောက်ထိပေါ့เนาะဗုဒ္ဓညနေကြာတာပရိညနေအဲ့2ရက်ကိုကလိုက်ထုံနိုင်တယ်ဆိုလို့ရှိရင်တော့ဒါပတ်တီနှလုံးရှိပါသေးတယ်ဗျာเนาะဒီပတ်တီရဲ့နေတိုင်းရဲ့ငွေခွက်ရဲ့အားလုံးပါ3000ပေါ့เนาะအဲ့ဒါကတော့များတဲ့ထင်လို့ရှိရင်တော့မိတ်ဆွေများအနေနဲ့တော့ဒါအဆင်ပြေမှပဲဝင်လာပါမမဝင်ကျင်တယ်ဆိုလို့ရှိရင်တော့ဒါ0939593656ရဲ့ Viber Telegram မှာလာဟိုင်းပေးပါဗျာနော်ဒီတစ်ပတ်ကတော့ပိတ်ရက်ကလည်း2ရက်ရှိနေတဲ့အတွက်ဒါကျွန်တော်ကတော့ဒီမကိစ္စကိုတော့ဒါမိတ်ဆွေများအနေနဲ့အဆင်ပြေတယ်တန်တယ်ထင်မှပဲဝင်ဖို့အကြံပြုချင်ပါတယ်ဒီကျွန်တော်အခုယူပေးမယ်ပရိသာမွေးခွက်9ခွက်ကတော့ဒါကျွန်တော်တို့တူရီဒါအမြဲတမ်းလို့အဲ့ဒီကဏန်းလေးတွေပဲစင်းနေစင်းတာရှိတာများတဲ့အတွက်ဒီ9ခွက်ကိုရွှေပေးလိုက်တာဖြစ်ပါတယ်ဒီနေ့အတွက်ဗုဒ္ဓဟူးနေ့အတွက်တင်ထားတဲ့ဒါဗီဒီယိုဖိုင်ကိုတော့ဒီအောက်ကဒီဗီဒီယိုရဲ့အောက် comment ထဲမှာကျွန်တော်ဒါတင်ထားပေးပါဗျာနော်အဲ့ဒီထဲမှာဝင်ပြီးကြည့်လိုက်ပါဗျာနော်ပရိသာမွေးခွက်9ခွက်ကတော့ဒါကျွန်တော်တို့ဒါအမြဲတမ်းလို့စင်းနေစင်းတာရှိတဲ့အကွက်တွေပါအဲ့ဒါတွေကတော့ကျွန်တော်တို့4ခွန်9ခွန်9နှစ်6နှစ်6 8 1 3 1 4ပေါ့နော်မိတ်ဆွေများအနေနဲ့ဒါကိုကဘယ်ကဏ္ဍထိုးရမလဲဘယ်ကွက်ထိုးရမလဲတိတ်ဘာလို့ဆိုတော့အခုဟာကဟိုတွက်နေရပြောဖို့ကြတော့လဲဂျားထဲမှာ2ရက်တောင်မှပိတ်ရက်ခံသွားတဲ့အတွက်ဒီနေ့မနက်ပိုင်းကတော့ကျွန်တော်တို့အခြေအနေကြည့်ပြီးတော့ဒါကစားရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကတော့ဒီမနက်ပိုင်းဆိုလို့ရှိရင်တော့ကျွန်တော်အခုယူလာပြီးတယ်4ခွန်9ခွန်9နှစ်6နှစ်6 8 1 3 1 4ဒီမွေးခွက်9ခွက်ကိုတော့အဓိကထားပြီးတော့ကစားသေးခြင်းပါတယ်ဗျာနော်ကျွန်တော်အမြဲတမ်းပြောသလိုပဲကျွန်တော်ကတော့အမြဲတမ်းလည်းမမှန်နိုင်ဘူးအမြဲတမ်းလည်းမမှားနိုင်ဘူးအဲ့ဒါကြောင့်မိတ်ဆွေများအနေနဲ့ထိန်းစောမှာလို့ပဲအကြံပြုချင်ပါတယ်အဓိကအားဖြစ်တော့မိတ်ဆွေများဟိုနည်းနည်းလေးတော့ဒီမနက်ပိုင်းကတော့ထိန်းစောပါဒါမှမဟုတ်ကိုကတကယ်ပတ်တီတစ်လုံးနဲ့ပဲတီးတန့်လိုက်ထိုးနိုင်တယ်ဆိုကျွန်တော်ဒီမှာဥမာအရင်တော့ပတ်တီ3လုံးရှိတယ်ဟူးမကျော်လောက်ဆိုအကုန်လုံးဒီပါဆင်းသွားပြီကိုကတစ်လုံးပဲလိုက်ထိုးအဲ့3လုံးနဲ့မှာအခုဆိုလို့ရှိရင်ကြာတာပရိမကျော်ပတ်တီရှိတယ်3ရက်တွင်စားလို့ပတ်တီရှိတယ်ဥမာကိုကကြာတာမကျော်ပတ်တီကိုထိုးတယ်ထိုးလို့ဗျာဥမာထွက်သွားတယ်ဆိုလို့ရှိရင်မြက်တယ်ဆိုရင်ရက်လိုက်ပေါ့နောက်တစ်ပတ်မှပဲဆက်ပြီးထိုးပေါ့အဲ့လိုမျိုးဆိုအဆင်ပြေပါတယ်နော်နေ့တိုင်းလူကြီးကြတော့ဒါဟိုအကုန်လုံးပေါက်ဟိုအမြဲတမ်းပေါက်ချင်တယ်လို့တော့အဆင်မပြေဘူးပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ